ကိုပိုင်နဲ့မကြီးပါဒီနေ့ကတော့ဘလောက်ပဲဆဆအီလဲမအီပဲထမင်းလဲအရမ်းမိန်နေတဲ့ဝတ်တာမဆလာစီပြန်ချက်တွေကိုလာပြီးညောင်းရပါတယ်အနှစ်ကလည်းခက်မြများလေးရယ်ဝတ်တာကလည်းအချင်းပေါက်လေးဆိုတော့အရင်ပဲအရသာရှိပါတယ်ကဲဒါဆိုရင်ကျွန်တော်တို့အတူတူအဆုံးထိကြည့်လိုက်အောင်အရင်ဆုံးဝတ်တာကိုအစီနည်းနည်းနဲ့အသားမများကိုတုံးထားပါတယ်အစီကြောက်တဲ့တငယ်ချင်းတွေအတွက်ကဝတ်တာရဲ့ဂုတ်တာကိုတုံးလို့ရပါတယ်ရှက်နဲ့အနှဲငယ်ပါမယ်အနှစ်အတွက်ကတော့ကျစ်သွန်နီလေးလုံးကျစ်သွန်ဖြူတစ်လုံးဂျင်းအနှဲငယ်โอเคဒီမှာဝတ်တာကိုအရသာစားနေပေးမယ်ကျက်တာမုံထမင်းစားစုံတစ်ဝက်ဟင်းချုံမုံလက်ဖက်စားစုံတစ်စုံအယောင်ကလေးလှသွားအောင်ပဲငှက်ပြရဲ့အနှဲငယ်ကိုထည့်ပြီးတော့နာလေးနေပေးမယ်ပြီးရင်က15မိနစ်20လောက်နှက်ထားပေးမယ်နော်အသားနှက်ထားတဲ့အချိန်ပေါဝင်ပစ္စည်းတွေဒီမှာလာပြီးတော့ပြင်ဆင်ထားပေးမယ်စီသက်ဖို့အတွက်ကျက်သွန်ဖြူကျက်သွန်နီဂျင်းကိုကြိတ်ဆက်နဲ့အလွယ်တကူကြိတ်လို့ရအောင်အသုံးသီးလေးတွေခွဲထုတ်ထားပေးမယ်အကယ်၍တငယ်ချင်းမှာကြိတ်ဆက်မရှိဘူးဆိုရင်ထောင်းထားပေးလို့ရတယ်နော်ဝတ်သားထဲမှာစီတွေလည်းထွက်လာအောင်မမို့လို့စီသက်ဖို့အတွက်စီကိုအနှဲငယ်ပဲသုံးထားပါတယ်စီပူလာရင်ဟင်းရဲ့အယောင်အတွက်ကတော့နွနေမို့အနှဲငယ်ကိုထည့်ပြီးတော့ခုနကကြိတ်ထားတဲ့အစာပလာတွေကိုထည့်စီသက်ပေးလိုက်မယ်နော်စီသက်တဲ့အခါမှာတတိထားရမှာကအစာပလာတွေကိုကျက်သွားတဲ့အထိစီသက်နဲ့မှုမွေးလေးထွက်လာတဲ့အထိစီသက်ပြီးပြီးမှဝတ်သားကိုထည့်ပေးရပါမယ်အဲ့လိုမှမဟုတ်ရင်ဟင်းပွဲကစီစိမ့်စော်အနက်ထွက်တတ်ပါတယ်ဟင်းပွဲကအစားလို့မကောင်းပါဘူးအနှဲငယ်စီသက်ပြီးပြီဆိုလို့ရှိရင်အယောင်တင်မှုတ်ခေါ်ငရုတ်တိအစိမ့်မှုတ်ကိုထမင်းစားစုံတစ်စုံထည့်ပြီးတော့အနက်တွေမှုေးလာတဲ့အထိမှုေးပေးလိုက်โอเคအနက်တွေကမှုေးလာပြီဆိုတော့ဝတ်သားများကိုထည့်အနှဲငယ်လုံးကြော်ပြီးတော့မဆလာတစ်ထောက်တက်ထည့်မယ်နော်ကျွန်တော်တို့ကတော့ကိုလှထွန်မဆလာကိုသုံးထားပါတယ်ဗျတကယ်ချင်းတော့ကြိုက်တဲ့မဆလာသုံးလို့ရပါတယ်မဆလာထည့်ပြီးတော့မီးကိုအလဲလဲလောက်နဲ့ဝတ်သားတွေကအရည်တွေထွက်လာတဲ့အထိကြော်ပေးမယ်ထွက်လာတဲ့ဝတ်သားတွေကအရည်တွေချအောင်ကြော်ပြီးလို့ရှိရင်ရေကိုဝတ်သားတွေမြုပ်တဲ့အထိထည့်ပေးပါဒီနေရာမှာရေကိုတခါတည်းအပီးစီးထည့်ပေးပါရေကိုခဲအောင်တက်လိုက်ထက်လိုက်ဒါမျိုးခဏခဏမလုပ်ပါနဲ့တခါတည်းထည့်ထားရင်အနှစ်တွေကတခါတည်းကျသွားတော့မို့လို့အရသာလည်းရှိမယ်အနှစ်တွေလည်းကောင်းပါပေါ့နော်ရေထည့်ပြီးတော့အနှဲငယ်မွေရှင်းနန်တဝက်လောက်ထည့်ပြီးတော့အဖုံးကိုပိတ်မီးကိုအလဲလဲလောက်နဲ့ဝတ်သားတွေလည်းနူအောင်အနှစ်တွေလည်းကျအောင်ချက်ထားပေးလိုက်မယ်နော်โอเคအရေတွက်လောက်ခန်းသွားပြီဆိုလို့ရှိရင်အောက်ကအနှစ်တွေမတူအောင်အဖုံးဖွေးပြီးတော့ခဏခဏလေးမွေးပေးပေါ့နော်အဖုံးကိုလည်းခဏခဏဖွင့်ကြည့်တာမျိုးမလုပ်ပါနဲ့ဘာလို့လဲဆိုတော့အနှစ်တွေလည်းမကောင်းဘူးဟင်းကမမွေးကြက်ကြိုင်လည်းမရှိတော့ဘူးပေါ့နော်အဖုံးကိုခဏခဏဖွင့်ကြည့်ပေးနေမယ်ဆိုလို့ရှိရင်နေတာပဲမဆလာမာရှာလာအနှစ်တွေလည်းကျသွားပြီဝတ်သားလည်းနူးသွားပြီဆိုတော့အရှိမအသစ်ဖြောထားတဲ့မကြီးရေခမင်းစားစုံတစ်စုံနဲ့ထွက်ကိုထည့်ပြီးတော့နှက်ဆက်အောင်မွေးပေးလိုက်မယ်နော်အရင်ဆုံးအရသာကိုမြည်ကြည့်မယ်ကျွန်တော်တို့ကတော့လုံးဝတီမီကွီကွက်တီပါပဲတကယ်ချင်းတော့လူတို့ကိုရှော့လှုပ်လို့နိုင်ပါတယ်ကိုကြိုက်တဲ့အရသာဘက်ကိုလေချက်ပြီးတော့အိုးချကနေမှမဆလာတစ်ထုပ်ကိုထည့်ပြီးတော့နှက်ဆက်အောင်အနှဲငယ်မှွေပြီးပြီဆိုလို့ရှိရင်မဆလာအနက်တင်းလေးနဲ့ oh my god လုံးဝအရသာရှိတဲ့ခင်းပွဲလေးကိုရလာပါပြီဗျဝတ်သားစီပြန်ချက်တွေနဲ့ထမင်းမိတ်စေကြည့်ရင်ဒီနေ့တိုင်းချက်ကြည့်ပါငယ်ချင်းတွေအတွက်ဒီချက်နီကို share သွားလိုက်ပါအောင်ချက်ပြီးတော့ဟင်းချစ်နီများကိုလေးလာနေတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ YouTube channel Facebook page TikTok ကို follow လုပ်ခဲ့ဖို့မမေ့ပါနဲ့เนาะကျေးဇူးတင်ပါတယ် bye bye နောက်ထပ်ဗီဒီယိုမှာထပ်တွေ့မယ်ဗျ